အားလုံးပဲမင်္ဂလာပါခင်ဗျာ MKK Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့အဇာတသက်မင်းအကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားကြဖို့တောင်းဆိုချင်ပါတယ်အဇာတသက်မင်းသည်ဂေါတမမြတ်စွာဘုရားလက်ထက်ရာဇဂိုပြည့်ရှင်ဗိမိတာရမင်းကြီးနှင့်ဝေဒေဟီမည်သောမိဖုရားကြီးတို့မှမွေးဖွားသောမင်းသားဖြစ်လေသည်အဇာတသက်မင်းသားသည်ဝေဒေဟီမိဖုရားကြီးဝတ်၌ပရိသေတည်လေသောအခါမိဖုရားကြီးတွင်ဗိမိသာရမင်းကြီး၏လက်ရလက်ယုံသွေးကိုကိုက်ပေါက်၍တောက်လိုသောရှင်ချင်းသည်ပြင်းစွာဖြစ်ရလေကမတင်ဝံ့ပဲမစားမဆက်နိုင်သဖြင့်ကျုံလီပြော့တော့ခြင်းသို့ရောက်လေတော့သည်မင်းကြီးလည်းအကြောင်းကိုမေးလက်တော့ဟုတ်တိုင်းမှန်ရာလျှောက်သဖြင့်တိရလျင်ရုပ်ရှိပင်လက်ယုံသွေးကိုဖောက်၍တိုက်ခြင်းဖြင့်မိဖုရားကြီးအားနှင့်သိစေလေသည်ထိုအကြောင်းကိုပညာရှိတို့ကြားလက်သောမိဖုရားဝမ်း၌ကိန်းသောတငယ်သည်ခမဲတော်မင်းမြတ်ကိုတက်လက်တန်းဟုနမိတ်ဖက်ကြားကြလေတော်သည်ထိုအခါမိဖုရားကြီးလည်းအဖားသက်မိသားဖြစ်သောကြောင့်ပရိသေကိုမစောက်ချောက်လိုပဲတရေကိုဖျက်ရန်အားထုတ်လေသည်ထိုအကြောင်းကိုမင်းကြီးသိလျင်ငါကိုတက်လို့လဲတက်ပါစေသား၏မျက်နှာကိုမြင်ရလျင်တော်ပါပြီကိုဝင်ကိုမပြတ်ပါလင်းဟုအခါခါတားမြစ်လေတော်သည်ထိုသူတို့သားမွေးဖွားလက်တော့မဖွားမီကပင်ရန်သူဖြစ်မည်ဟုပုံနာတို့လျှောက်တင်သည်ကိုအကြောင်းပြု၍အဇာတသက်ဟုမှဲ့ခေါ်လေတော်သည်ဖွားမြောက်၍လာလျင်မင်းကြီးသည်ဝါကုန်းကိုစီထိတကဲ့သို့ပီတိပြန်ပွားလျက်စားတော်မြမခေါ်နိုင်ပဲမိနေနန်း၌ပင်ပန်းစွာစောင့်တော်မူလေသည်အနှဲငယ်ကြီးပြင်း၍လက်မ၌ခူနာပေါက်ရာစောက်တီရမရပြည်ကိုက်လာသည်ကိုမင်းကြီးကတွင်ဖြေငုံ၍ပြည်ကိုယူပေးလေသည်အဇာတသက်မင်းသားအရွယ်ရောက်လက်သောမင်းကြီးသည်အလွန်ချစ်မြတ်နိုးရာကအိမ်ရှိမင်းအဖြစ်အနှင်းတော်မူလေသည်အိမ်ရှိမင်းအဖြစ်နှင့်နေစဉ်တနေ့သ၌ဖျား၏ရောက်ပါတော့ရှင်ဒေဝရတ်ရောက်ရှိလာပြီးလျင်မင်းသားကိုစိတ်ငြိမ်ရာအရက်သို့ခေါ်၍မလျော်သောဝါရဖြင့်တင်လဲခမဲတော်ကြီးကိုတက်၍မင်းလုပ်လောငါလဲရောက်ပါတော့ဂေါရမကိုတက်၍ဖျားလောက်အံ့ဟုလက်ပတ်တိုက်တွန်းလေတော့သည်ထိုတိုက်တွန်းချက်အရမင်းသားလဲပထမသောတန်လျက်ဓားကိုပေါင်ကြား၌ဝတ်၍မင်းကြီးအားတက်ရန်အားထုတ်၏ထိုအကြောင်းကိုမင်းကြီးသိလျင်သားတော်ကိုခေါ်၍အဘဲကြောင့်ငါအားတက်ရန်ပြုသည်မင်းစည်းစိမ်ကိုအလိုရှိမူငါပေးအံ့ဟုဆိုလျက်မင်းအဖြစ်ကိုစောင့်နှင်းပေးလေ၏သို့သောရှင်ဒေဝရတ်ကမင်းသားအားကမဲတော်ကြီးကိုအဆုံးစီရင်ရန်လှည့်ပြားတိုက်တွန်းပြန်သည်ဖြင့်မင်းကြီးအားနှောင်ရင်အတွင်းသို့တွင်လျက်ထမင်းအာဟာရကိုမပေးဘဲတက်စေ၏သို့သောမိဖုရားကြီးကနီးအမျိုးမျိုးဖြင့်မင်းကြီး၏အာဟာရမျှတအောင်ပြုသည်ဖြင့်မသေးသေးကြောင်းကြားလျင်မဲတော်ကိုလည်းဝင်ခွင့်မပေးတော့ဘဲနောက်ဆုံး၌မင်းကြီး၏ဘဝကိုတားလီဓာဖြင့်အမွာမွာမှွန်း၍စားရောသောစီနယ်ပြီးသောမိကြီးကဲများဖြင့်ကင်း၍တက်လေတော့၏အဇာတသက်မင်းတွင်သားတော်ဥဒယဗတ္တဖွားမြင်သည့်နေ၌ပင်ဗိမိတာရမင်းကံကုန်လေတော့သည်အဇာတသက်မင်းသည်ခမဲတော်ကိုတက်ပြီးသောအခါမှနောင်နာကြီးစွာရလျက်ဖျားရှင်အားပြင်မာသောဒေဝရတ်ကိုလည်းမြေမျိုးကြောင်းထပ်မံကြားသိရသောအခါမင်းစည်းစိမ်၌မပြောမချင်နိုင်ဖြစ်၍အလွန်ထိတ်လန့်သည်ဖြင့်ဇီဝကကိုအကြောင်းပြုလျက်မြတ်စွာဘုရားထံစီကပ်ရလေတော်သည်ဖျားရှင်လည်းမင်းနှင့်တကွပြိဿတ်တို့အားတာမညဖက်လာတုတ်ဒေသနာဖြင့်တရားရည်အေးတိုက်ကြွေးတော်မူလေ၏ထိုအခါအဇာတသက်မင်းကလွန်မင်းသောပိတုကာတကကံကြောင့်မညံဖိုညံသို့မရောက်ပဲဥပဒကာမြောက်ယုံသာတရဏဂုံပြင်စတီ၌တည်လေ၏အဇာတသက်မင်းသည်မတ်ဖို့ရထိုက်သူဖြစ်လျက်အဆွေခင်မွန်းရုပ်ဖြစ်သောဒေဝရနှင့်ပေါင်းဖော်၍မပြင်းမအပ်သောခမဲတော်ကိုပြင်းမရှိသောကြောင့်ကာလခြေစွာအဝေစီငရဲ၌ခံရကောင်းလျက်ဖျားရှင်ကိုလွန်စွာသရာကိုးကွယ်၍
ခမဲတော်အားပြင်မမိသောအပြစ်ကိုကြောသောကြောင့်လောဟကုံမီငရဲ၌အနှစ်6000ခံ၍လွတ်လျင်ဇီဝိတဝိသေသမြည်သောပြည့်စေကဗုဒ္ဓဖြစ်လက်တန်းဟုဖျားရှင်ကဗျာဒိတ်ပေးတော်မူလေသည်အဇာတသမင်းနန်းတက်သည့်နောက်8 နှစ်မြောက်၌မြတ်စွာဘုရားပြိဋိနိဗ္ဗာန်စံတော်မူလေသည်ဖျားပြိဋိနိဗ္ဗာန်စံဝင်တော်မူပြီးနောက်ရှင်မဟာကတ္တပမထေရအကြီးမှုပြုသောတန်ဃာတော်တို့သည်အဇာတသမင်းကိုမိ၍ပထမသင်္ဃာယနာတင်လေသည်ထို့ပြင်အဇာတသမင်းသည်ဒေါနပုံနာတတ်တော်ဝေပြီးလျင်ထိုမင်းတို့သည်မိမိနေရာမြို့သို့ပင့်ဆောင်၍ဇေဒီတညီတဲ့တည်ထားသည်ကိုရှင်မဟာကတ္တပမထေရကနောင်အခါတတ်တော်တို့၏အန္တရာယ်ဖြစ်လက်တံသည်ကိုမြင်သဖြင့်မိမိ၏တကိုးတော်ဖြင့်ဆောင်ယူပေးသောကြောင့်ဘူဒာဝါဟနယန္တရားဆက်နှင့်တကွအထူးတလဲပြုလုပ်သောဌာပနာတိုက်တွင်တုံမီကိုးကွယ်လေသည်အဇာတသမင်းသည်အစဉ်အတိုင်းမင်းပြု၍မင်းစည်းစိမ်32နှစ်ရှိသောအခါသာသနာတက္ကရာ24 ခုနှစ်တွင်သားတော်ဥဒယဗတ္တလောက်ကျန်၍ကံကုန်လေတော်သည်ဤသည်မှာအဇာတသမင်း၏ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်နားထောင်ပေးကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းလဲမိမိ၏မိနစ်ဖကိုမစော်ကားမပြစ်မှာပဲတည်တည်ချာချာကောင်းမွန်စွာလှုပ်ကြွေးပြုစုစောင့်ရှောက်ကြပါဒါမှအဇာတသက်လိုမဖြစ်ပဲကုသိုလ်ကောင်းမှုများရရှိပြီးတော့ဘဝဆက်တိုင်းဘဝအဆက်ဆက်မှာကုသိုလ်ကောင်းမှုများရရှိပြီးတော့ကောင်းတဲ့ဘုံဘဝကိုရရှိကြမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားကြပါအောင်ခင်ဗျာ